ကိုပြေမော်လို့ကိုပြေကိုသိလိုက်လားသိလိုက်ရောက်ပါကျွန်တော်ရောက်ပါဘယ်နဲ့ဟိတော့ဆယ်နိုင်ဆိုလို့ဆိုင်လမ်းလုံးရောက်နေပါပြီလာကြတာချောတယ်အဲ့မှာโอเคဝင်ကြည့်ရှင်မင်းကျွန်တော်ဒီဝဲတိုက်ပါဒီမင်းဟိုလားဒီမင်းဟိုနော်ဒီမင်းဟိုဆိုဂျူဒီမို့ရှေ့အောင်ပြောလာဗလားအဲ့လိုမျိုးဟာကိုစမင်းဒုက္ခအသက်က30ပါဒီကဒုက္ခသေးပဲသေးပြီထိုးလေခင်ဗျဒိုးပါဆိုထိုးလေမညာနဲ့အညာသေးပါသွားပြီသွားပြီရှုံးပေးပါ